သစ္စာရှိတဲ့သူတယောက်ဟာဘယ်လိုအခက်ခဲနဲ့ပဲကြုံတစုံတစ်ယောက်ရဲ့အကူအညီနဲ့အမြဲတမ်းလွတ်မြောက်တတ်ပါတယ်။ပြင်စမမြောက်နီလန်တစ်ခုကတော့မိမိရဲ့ကံရင်းနှီးကိုမြင့်တင်ဖို့မင်္ဂလာပါမိတ်ဆွေတို့ရေလောကမှာကျွန်တော်တို့အားလုံးဟာမတူညီတဲ့ကံစားတာတွေနဲ့အမွေးဖွာလာကြတာပါ။တချို့ကလက်ဖျားမှာငွေတင်ပြီးလှုပ်သမျှအောင်မြင်ကြပါတယ်။တချို့ကတော့အရေးချင်းရှိပါလျက်နဲ့အခွင့်အလမ်းကောင်းတွေနဲ့အမြဲတမ်းလွဲချော်နေတတ်ကြပါတယ်။ဘာလို့ငါကြောင့်မှအဆင်မပြေရတာလဲဆိုတဲ့မိကုံးဟာလူတိုင်းရဲ့ရင်ထဲမှာရှိနေတတ်တဲ့မိကုံးတစ်ခုဆိုရင်လည်းမမှားပါဘူး။တကယ်တော့အောင်မြင်မှုဆိုတာစူးစမ်းအားထုတ်မှုဝရိယတစ်ခုတည်းနဲ့မလုံလောက်ပါဘူး။မျက်လုံးနဲ့မမြင်ရတဲ့ဖုံးကန်တဲ့နမိတ်တွေကလည်းအဓိကကြောရိုးတိုင်တွေဖြစ်ကြပါတယ်။ဖုံးကန်ဆိုတာအကာအကွယ်ဖြစ်တယ်လို့လမ်းပြကျယ်လေးဖြစ်ပါတယ်။ဒီနေ့မှာတော့အသင်ရဲ့မေးမိန်နေတဲ့ဖုံးကန်ကိုပြန်လည်တောက်ပလာစေပြီးထူးခြားတဲ့အလုတ်ကိုင်းအခွင့်အလမ်းတွေတင့်စီကိုအလိုလျောက်စိုက်မြိုင်မြိုင်ရောက်လာစေမဲ့နှိုးဝက်နီလန်ခုနှစ်ခုကိုအမှုပညာဆန်းဆန်းရတကြွကြွနဲ့တင်ဆက်ပေးသွားမှာပါပထမဦးဆုံးတော့ဘုံကန်တန်ဒီတစ်ခုကတော့အဝေးကြီးမှာမဟုတ်ပါဘူးတင့်အိမ်မှာရှိတဲ့အဓိကအုံမြင့်ဖြစ်တဲ့မိဘနှစ်ပါးစီမှာပဲရှိပါတယ်ဗုဒ္ဓအဆိုဆုံးမှာမိဘကိုပြုစုခြင်းဟာမင်္ဂလာတစ်ပါးလို့ဆိုထားပါတယ်တချို့သူတွေသတိမထားမိတဲ့တစ်ချက်ကတော့မိဘကိုစိတ်ညစ်အောင်ထားမိခြင်းပါပဲမိဘရဲ့မျက်ရည်ဟာတင့်ရဲ့လက်လာပါလမ်းတွေကိုပိတ်စေပြီးမိဘရဲ့ကြည်နူးမှုဟာတင်ဘဝရဲ့အမှောင်ထုကိုခွင်းပေးနိုင်ပါတယ်။အလုပ်အင်တာဗျူးမသွားခင်မှာမိဘကိုကြောတာဒါမှမဟုတ်မိဘနှစ်ပါးကိုသူတို့နှစ်သက်တဲ့အစားအစာတွေကျွေးမွေးပြီးကောင်းချီးတောင်းတာမျိုးဟာဘယ်လိုမျိုးသောရေရာထက်မဆိုပိုပြီးတော့ထိရောက်ပါတယ်။မိဘရဲ့မေတ္တာလိုင်းဟာတင့်ရဲ့ဖုံးရောင်ဝါကိုရွှေရောင်ဝင်းစေပြီးဘယ်နေရာသွားလူချစ်လူခင်ပေါ်များစေပါလိမ့်မယ်။ဒီလိုရာမျိုးကိုမိဘနဲ့အတူရှိသည်ဖြစ်စေနိုင်ငံရဲ့ချမ်းမှာရောက်နေသည်ဖြစ်စေလုပ်ပေးလို့ရပါတယ်။ဒုတိယတစ်ချက်ကတော့တနေ့တာရဲ့အစဖြစ်တဲ့နနက်ခင်းကိုဘယ်လိုမျိုးအသုံးချတယ်လဲဆိုတာပဲဖြစ်ပါတယ်။နေထွက်ချိန်မှာစကြဝဠာရဲ့ကောင်းမွန်တဲ့စွမ်းအင်တွေဟာအရှိန်ဟုန်တောက်ပပြီးတော့အကောင်းဆုံးပဲဖြစ်ပါတယ်။ဒါကြောင့်မနက်စောစောမှာဖျားဝေပြုခြင်းအန္တရာယ်ကင်းပရိတ်တရားတော်တွေကိုနာယူခြင်းဟာတင့်ရဲ့စိတ်ဝိညာဉ်ကိုတန့်စင်စေပါတယ်။ထူးခြားတဲ့လှုပ်ဝက်ချက်တစ်ခုကတော့မေတ္တာဘာဝနာပွားများခြင်းပဲဖြစ်ပါတယ်။တင့်ကိုအလုပ်ခေါ်မဲ့ကုမ္ပဏီတင့်ကိုစစ်ဆေးမဲ့အင်တာဗျူးဆရာဒါမှမဟုတ်လက်ရှိအလုတ်ကတင့်ပေါ်မှာတင်းမာနေတဲ့အထက်လူကြီးကိုအမိတက်ပြီးတော့ကျမ်းမာပါစေချမ်းသာပါစေအဆင်ပြေပါစေလို့စိတ်ထဲကနေလှိုက်လဲမေတ္တာပို့ပြီးပါမေတ္တာစွမ်းရင်ဟာမြင်ရတဲ့အဟံတားတွေကိုလည်းမဟုတ်ပဲမမြင်ရတဲ့စိတ်တိုင်းတွေကိုပါဖြိုဖျက်ပေးနိုင်စွမ်းရှိပါတယ်တတိယတစ်ချက်ကတော့ယုံနမိတ်ပါဖုံးကန်ရှိတဲ့သူတယောက်ရဲ့အသွင်ပြင်ဟာအမြဲတမ်းကြည်လင်နေတတ်ပါတယ်ဒီလိုဖြစ်ဖို့အဝတ်စားဈေးကြည့်ဖို့မလိုပါဘူးတန်ရှင်းတက်ရက်နေဖို့ပဲလိုအပ်ပါတယ်အလုပ်သွားတဲ့အခါလူကြီးသူမတွေနဲ့တွေ့တဲ့အခါနွမ်းဖတ်နေတဲ့အဝတ်စားတွေဖယုဖယဲဖြစ်နေတဲ့သပင်ပုံစံတွေကိုရှောင်ကျင်ပါအထူးသဖြင့်မျက်နှာကိုအမြဲတမ်းလန်းဆန်းနေအောင်ထားပါအပြုံးဟာလက်ခေါ်တဲ့တရားဖြစ်ပါတယ်အလုတ်ကန်ခွင်လန်းဆိုတာယုံကြည်မှုရှိပြီးတက်ကြွတဲ့ရောင်ဝါရှိတဲ့သူတွေစီကိုပိုပြီးဆွဲဆောင်မှုရှိတတ်တာကြောင့်တင့်ရဲ့အသွင်ပြင်ကိုဖုံးကန်ရဲ့ပရင်ပေါက်အနေနဲ့ဂယုတစိုက်ပြင်ဆင်ပေးပါစရုပ်ထတစ်ချက်ကတော့နှုတ်ပါပဲစကားပြောတဲ့အခါလိန်ညာခြင်းတပားသူကိုဂုံချောခြင်းကြမ်းတမ်းတဲ့စကားတွေကိုရှောင်ကျင်တဲ့တစ္ဆာသီလဟာတင့်ကိုအဆောင်ရှောက်ကောင်းနှက်ကောင်းနှက်မြက်တွေကဝန်းရံလာအောင်လုပ်ပေးနိုင်ပါတယ်။အလောက်ကန်အင်တာဗျူးတွေမှာကိုယ့်ရဲ့ရည်ချင်းကိုချက်ကားမပြောဘဲမှန်ကန်တဲ့တစ္ဆာစကားကိုဆိုခြင်းဟာရေရှည်မှာတင့်ရဲ့ဘုံကံကိုခိုင်မာစေပါတယ်။တစ္ဆာရှိတဲ့သူတယောက်ဟာဘယ်လိုအခက်ခဲနဲ့ပဲကြုံတစုံတစ်ယောက်ရဲ့အကူအညီနဲ့အမြဲတမ်းလွတ်မြောက်တတ်ပါတယ်။ပြင်စမမြောက်နီလန်တစ်ခုကတော့မိမိရဲ့ကံရင်းနှီးကိုမြင့်တင်ဖို့ဒါနပြုခြင်းပဲဖြစ်ပါတယ်။ကြီးမားမားလှူဒန်းဖို့မဟုတ်ပဲတရိတ်ဆန်လေးတွေကိုအစာကျွေးတာငါးလွတ်တာဒါမျိုးတွေကလည်းအသက်ဘေးကကယ်တင်တဲ့ဒါနဖြစ်လို့တင့်ရဲ့ဘုံကံကိုအင်မတန်တက်စေပါတယ်။ဒါတွေမကပဲအလုပ်ကိစ္စအရေးကြီးတဲ့အပတ်တွေမှာတက်လွတ်စားတာဒါမှမဟုတ်သီလဆောက်တည်တာအဋိဌံပြုတာမျိုးတွေပြုလုပ်ပြီးပါဒီလိုမျိုးပြောလို့ရပါတယ်။ငါရဲ့ဒီအလုပ်ကိစ္စအောင်မြင်ရင်ဘလို့ဒါနမျိုးကိုလုပ်ပါမယ်ဆိုပြီးတော့အဋိဌံပြုခြင်းဟာမမြင်ရတဲ့အင်အားစုတွေရဲ့ပံ့ပိုးမှုကိုရရှိစေပါတယ်။စတ္တမတစ်ချက်ကတော့အသင်ရဲ့ပတ်ဝန်းကျင်မှာအိမ်မှာဖျားစင်ကိုအမြဲတမ်းတန့်ရှင်းနေအောင်ထားပါရေချမ်းပန်းစီမီဒါတွေကိုမှန်မှန်ကတ်လို့ပူဇော်ပါအိမ်တွင်းမှာရှုပ်ပွားနေတဲ့ပစ္စည်းအဟောင်းတွေကိုရှင်းလင်းပါအိမ်ရဲ့အဝင်ဝမှာဖနှက်တွေပြန်ကျဲနေတာဟာလက်လာပါကိုပိတ်စေပါတယ်တန့်ရှင်းစင်ကြယ်တဲ့ပတ်ဝန်းကျင်မှာသာကောင်းမွန်တဲ့စွမ်းရည်တွေအောင်းနိုင်တာဖြစ်လို့တင့်အိမ်နဲ့တင့်ရဲ့အလုပ်စပွဲကိုနတ်ဗိမာန်တစ်ခုလိုတန့်ရှင်းနေအောင်ထားခြင်းကဖုံးကန်တက်ခြင်းရဲ့လှုပ်ဝက်ချက်တစ်ခုပဲဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့အရေးကြီးဆုံးပါပဲကံဆိုတာလှုပ်ဆောင်မှုတစ်ခုပါဆူတောင်းနေုံရရချင်းနေုံနဲ့အလုတ်ကောင်းကအိမ်ထဲကိုရောက်မလာပါဘူးမိမိလှုပ်ချင်တဲ့နေဘက်မှာအကျွမ်းကျင်ဆုံးဖြစ်အောင်
အမြဲတမ်းလေးလာစီးဘူးပါလေ့ကျင့်ပါဘုံကံရှိသူဟာအခွင့်အလမ်းတစ်ခုကိုရလာတဲ့အခါမှာသူများတွေထပ်ပို့ပြီးတော့အခွင့်အလမ်းပိုများပါတယ်ဒါပေမဲ့ဒီအခွင့်အလမ်းကိုစုပ်ကိုင်နိုင်ဖို့ကတော့တင့်ရဲ့အရေးချင်းဉာဏ်နဲ့ကြိုးစားမှုပဲဖြစ်ပါတယ်ကံဉာဏ်ဝရိယ၃ခုစုံညီတဲ့နေရာတင်ဘဝရဲ့အောင်မြင်မှုအထွတ်ထိပ်ကိုရောက်နိုင်မယ်နေဆိုတာမမှားပါဘူးဘဝဆိုတာပန်းကင်းလမ်းမဟုတ်ပေမဲ့တင့်မှာဖုံးကံရောင်ဝါတွေရှိနေမယ်ဆိုရင်တော့စိုးခင်းလန်းတွေကိုတော့အေးအေးဆေးဆေးဖြတ်ကျော်နိုင်မှာပါအခုပြောပြသွားတဲ့နီလန်း9ခုကိုလက်တွေ့ကြကြလိုက်တာကြည့်ပါတင်ဘဝရဲ့ကန်ဆာဓာတ်ပြောင်းလဲလာတာကိုတင်ကိုယ်တိုင်အံ့ဩဖွယ်မြင်တွေ့ရပါလိမ့်မယ်ဒီဗီဒီယိုလေးကအတင်းတို့အလင်းတစ်ခုဖြစ်စေတယ်ဆိုရင် YES လို့ရေးပေးခဲ့ပါနော်တင်ရဲ့တငယ်ချင်းတွေအပေါင်းအသင်းတွေထဲမှာအလောက်ကန်အစင်မပြေဖြစ်နေတဲ့သူတွေရှိရင်လည်းဒီဗီဒီယိုလေးကိုမျှဝေလိုက်ဖို့မမေ့ပါနဲ့နော်နောက်ထပ်လည်းကံကောင်းစီမဲ့လိုအပ်ချက်တွေဘဝတိုးတက်ရေးအတွက်တည်တင်တိတိုက်တဲ့ဘူးတုဒ္ဒတွေကိုမျှဝေပေးအောင်မှာမို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးပဲဖုန်းကန်ကြီးမှပြီးအလောက်ကန်ခွင်လန်းကောင်းတွေကိုစိုက်စိုက်မြတ်မြတ်ရရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်